ရှိလားရှင်တဖေးပါလာထည့်ဝင်ထားအောင်လေတဖေးရပါတယ်သမီးရဲ့ဒီမှာပဲထိုင်လိုက်အောင် အော်ခဏနေတော့သမီးရေတွက်ယူပေးလိုက် အသက်အရွယ်ကစကားပြောလာပြီဆိုတော့ အော်ရတဖေးရေစိတ်ပါလေးတောက်လာ အော်ကျေးဇူးပါသမီးရဲ့ အော်တဖေးရေအားနာလိုက်တာသမီးကအိမ်တင်းရှိလုပ်ပြီးမှပဲအခန်းခတ်တော့ပေးမလို့ပါပဲတဖေးစီကို မလိုပါဘူးသမီးရဲ့ဦးလေးလည်းပြင်းတော့လမ်းလျှောက်ထွက်ရင်းနဲ့လမ်းကြုံလို့သမီးစီဝင်လာလိုက်တာအိမ်လက်ခါတကူတကလာတောင်းတာမဟုတ်ဘူးသမီးဟမ် ကဲကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုသမီးကအိမ်လက်ခါတစ်ခါလေးရှင်းပေးလိုက်မယ်နော်ခဏလေးစောက်ပေးပါနော် ဟုတ်ပြီအဲ့ဒါဒီကမရောက်တော့ကြာတော့ကြောင်းလဲကုန် ကဲလာပါပြီတဖေးဒီမှာဒီလိုက်အိမ်လက်ခါလေးရှင်း ဩသမီးရဲ့ဘာလို့လောနေရတော့ဖြည်းဖြည်းလောက်လည်းရပါတယ် အော်အားနာစရာကြီးဖြစ်တော့မှတဖေး ဒါနဲ့သမီးကျမ်းမာရေးခြင်းနေကောင်းလား ဟုတ်ကဲ့အခုတော့ကောင်းလာတယ်ဈေးလည်းပုံမှန်တောက်ထားတယ်ဆိုတော့တိတ်ပြီးတော့ ဩငါသမီးကျမ်းမာရေးခြင်းနေကောင်းတော့လဲဦးလေးလည်းစိတ်ချမ်းသာပါတယ်ဟိုတလောတော့ကသူများတွေပြောနေတယ်ငါသမီးကျမ်းမာရေးခြင်းနေမကောင်းလို့ဦးလေးကြားလို့လေ ဟုတ်ကဲ့ဆိုအခုလိုမျိုးတမီးကျမရဲ့အတွက်သိပူပေးတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ် မလိုပါဘူးငါသမီးရဲ့ဦးလေးလည်းငါသမီးကိုဦးလေးသမီးလိုပဲသဘောထားလို့ပါနော် အော်ကျေးဇူးတင်လိုက်တာတတိယအခုလိုမျိုးတမီးတို့မောင်နှမအပေါ်မှာစေတနာထားပေးတာရဲ့အခန်းခလည်းတက်တာနဲ့ထားပေးတာရဲ့ပြီးတော့ကြက်တွန်တွေလည်းအကျွေးနဲ့လာချပေးတာကိုတတိယကျေးဇူးကိုတက်လုံးမမေ့ပါဘူးနော် 哦，这不都ဖြစ်ပြီးလူကလည်းအိမ်ထိလာတာလေတဲ့။ပြီးသားမရှိဘူး ဩငါသားရဲ့ဦးလေးလည်းဒီလိုလဲနဲ့သားတို့စီဝင်လာရတာ ခန်းခလာတောင်းတယ် ။အမတော့မပေးရသေးဘူးလား။ကျွန်တော်အမကိုယ်တိုင်လာပေးခိုင်းရတဲ့ဗျာ။အမလည်းအမမတော်နိုင်နဲ့ကျွန်တော်ခိုင်းနေဗျာ။ကျွန်တော်ကိုယ်တိုင်တက်ပြတော့အခုတော့တတိကိုယ်တိုင်အိမ်ထိလာတာအားနာကြဖြစ် ရပါတယ်ငါသားရဲ့ဦးလေးလည်းလဲလာရနဲ့မင်းတို့မောင်နှမစီရောက်လာတာမင်းတို့မောင်နှမကိုမတွေ့ရတာကြာလို့လေ ။ဒီတော့ကျမကြီးကောင်းရပါ ကောင်းပါတယ် ။ကျွန်တော်လည်းအမကိုလည်းမကောင်းတာလည်းကျွန်တော်အမပြုဆိုင်ရင်တတိကတတိတို့အိမ်မှာမဖြစ်ဘူး ဟာရပါတယ်ငါသားရဲ့သားနဲ့သမီးကဒီအိမ်မှာနေလာတာ10နှစ်ကြော်ကြပြီလေသားမဲ့သမီးကိုဦးလေးကသားသမီးအရင်လို့သဘောထားပြီးကူညီပေးတာပါနောက်ခါကူညီလို့အာမနာနဲ့ဦးလေးကိုပြောဦးလေးအကုန်လုံးကူညီပေးမယ်နော် ကဲရှင် အဲ့ဆိုလဲဦးလေးသားနဲ့သမီးကိုမနှောက်ယှက်တော့ဦးလေးလဲပြန်တော့မယ်နော်ကဲလေးပြန်ပြီနော်ငါသမီးလဲကျမ်းမာရေးကျူးဆိုင် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တတိယ ။ဆိုပြည့်တော့တချို့ဒီစား ဟုတ်အားရပါနာ ပေးခိုင်းတယ်ကျွန်တော်ပေးရ မမင်းနေလေ ။တို့မှတက်ကြီးနေဆိုတာမိတော်မိတက်နေတယ် ကဲဆိုတာကောင်းဟုတ်လားတော့ ။ကတော့အမေ မြင်မုံရေဟောအန်ကေပါရှိရလား ဟုတ်တယ်လာထွန်းဟိုဘယ်ကနေလဲလာတော့လာထိုင်မဟုတ် ဟုတ်ကဲ့ပါအန်ကေရေမင်္ဂလာပါအန်ကေ မင်္ဂလာပါထွန်းရေ အန်ကေဒီနေ့ကုမ္ပဏီမတော့လားဒီနေ့ သွားလို့မရဘူးလေထွန်းအမသမီးစတော့ခေါက်တော့စိတ်ခန့်သွားပြတာကိုလေးတွေမှအိမ်ပြန်ရောက်လာတာ ဩအဲ့လိုလားဟဲ့အမိမမဒီချက်တော့ရောတက်တာရက်လား မဖြစ်ပါဘူးရိုးရိုးလေးပါပဲဒီရက်စိတ်ဘူးစိတ်ခန့်တပို့တာ မသိပါဘူးငါမှတော့စိတ်ပူလိုက်ရကြားတော့တော်တော်ဆိုးတဲ့အခြေအနေတဲ့ နင်ပြောတဲ့ပုံစံမသိရင်ငါယောဂဖြစ်ပြီးစိတ်ရောရောက်တဲ့လားမ မလီတော့မဟုတ်ပါဘူးဒီတိုင်းပြောကြည့်တာပါဒီမိမမကတော့ သိပါဘူးနင်အခုမှအကဲပူသလားလို့ပဲ ကဲနော်ညီမနဲ့တင်ချင်းတယောက်သမီးကလည်းအထွန်းကသမီးကိုစိတ်ပူလို့အိမ်ထိတရင်လာမိတာကိုသမီးကကောင်းကောင်းလေးဆက်ဆံရမယ်လေအဲ့လိုပြောရဖို့တင်ချင်းရော ဟုတ်ကဲ့အန်ကေရေဒီမိမမယေစုကိုမသိတတ်ဘူးစေတနာပါစော်ကားတဲ့သူကို ဟဲ့မနဲ့အကြောင်းကောင်းကောင်းသိနော်နင်ကိစ္စရှိလို့လားနင်ကိစ္စမရှိရင်ငါဆုံးတာပါဘူး ဟဲဒီမမငါကိစ္စရှိမှနေစီလာရလားအနင်းတရင်လာမေးရလေငါဘာတွေလျှောက်ပြောနေတော့ ဟ
တော်စမ်းပါအကူရပြောနေနောက်ပြောနေနောက်ကူလူပေးလိုက်ဒီလူပေးစားလို့နေရက်တန်းရက်တော့မဟုတ်ရင်ဒီမြို့တေးရီစတန်ပြောလိုက် ဟဲ့မိမဘာလဲရှောက်ပြောနေ ထွန်းအဲ့ဒီသမီးကိုဘယ်သူနဲ့ပေးစားနေတာပြောပါဦးအဲ့ဒီ ဟုတ်ပါဘူးအန်ကယ်ရဲ့ဒီမိမရှောက်ပြောနေဟဲ့မိမအနိဒယ်ရီနဲ့တိုင်ပြောမှာနော် ဒီတဲ့တဲ့လို့တော့ ဟာဒီတငယ်ချင်းတယောက်တယ်ဒီကိုဘာလဲလှုပ်ထားအောင်ပြောပြပါဦး ဘာမဟုတ်ပါဘူးအန်ကယ် တဲ့ရဲ့ တယ်ဒီတိမလွယ်ဘူးနောက်မှ နင်ဘာရှောက်ပြောနေ ဒီနဲ့တော့ ကဲဒီတငယ်ချင်းကညင်းမနေကြနဲ့တော့နော်သမီးတငယ်ချင်းအိမ်ထိလာကြည့်တော့အဲ့လိုမဆက်ဆက်ရဘူးလေသမီးအဲ့လိုဆက်ဆက်နဲ့တယ်ဒီမကြိုက်ဘူးနော် ဟုတ်ကဲ့တယ်ဒီထောင်း你လူနာလာကြည့်လက်ပလာနဲ့ပေါ့မဟုတ်လေပါလေးတော့ဝယ်လာ ဟဲ့ဒီမငါလောနဲ့နင်ကလာကြည့်ရလေနင်ဘာစားမှမသိတော့အဲ့ဒါကြောင့်ငါမွေးလာတာမလေးတော့ခြေတော့တက်တာရင်လောက်ပါဦးခြေတော့တက်တာရင်နင်ဘာစားခြင်းလဲငါလိုက်ဝယ်ကြည့်မှာပေါ့ 6နည်းနည်းလေးရယ်အခုသွားရင်မရတယ် ခြေတော့တက်တာရင်လောက်ပါဦးဒီမှာလိုက်ဝယ်ကြည့်မှာဟုတ်ပြီလား အကတိနော်ဥပတိကိုဒီနော်6တတာနဲ့နေတကယ်ဝယ်ချင်းမယ်နော် တကယ်ပါတကယ်ပါ ဆိုနေပြီတော့ ထွန်းရေမီလီတယောက်မွေးတာကိုလေနိုင်ကိုမနိုင်တော့တာသားလေးတာမွေးလိုက်ရင်တော့ဘယ်တော့တော့စိုးမလဲမသိတော့ ဟုတ်တယ်အန်ကယ်ရေဒါပေမဲ့ယောက်ျားလေးဆိုရင်ဒီလောက်ဆိုးချင်မဆိုးမှာမင်္ဂလိဖြစ်နေလို့ဆိုးနေတာ ဟဲ့မိထုံဒီငါဖက်ရရမ်းများနေပြီနော် မိထုံပြောတာလဲဟုတ်တာပဲသမီး ဟာဒီရီကလည်းတမီးကိုပြောပြန်ပြီဒီစိတ်ကောက်လိုက်ရ ဟဲ့ကလေးကလာနေလာလုံးမင်းနဲ့ညိုကတ်လာ ဘာဖြစ်လဲ မလေးတော့ပြောဦးပြောရှ ဒီမိထုံမငါသူ့ချိန်မရငါချိန်ကငါငဲလိုက်ပေးနေရစက်ဒီမှာအဲ့ဒါအများကြီးပဲလှလိုက်တာခုလိုက်ရောဟာအမြင့်ကြီးပဲဘယ်လိုခုရမှာတော့哎，要人家哦。哈，不要嘛，梅花。 ဟာဒီမလေးဘာလို့လုံနေလဲပန်းလို့ခြင်းတော့လား 哈，我过来啦。好些你妈搬空了，你以为空弄不了？ အဲ့ဆိုကိုခူးပေးမယ်လေနော် 好嘅。哎，ရပါပြီတော့ ညီမလေးလိုချင်တယ်ပန်းလေးဟုတ်လား ဒီကူပဲနော် ရပါတယ် ရမ်းလာတာပဲတန်းပြ ဒီတိုင်းတော့ကျိုးပါဘုမထိုင်ရအောင်လေညီမလေးကဒီကိုဘာကိစ္စရှိလဲ ပြေးလို့လေအားကြောင့်ပန်းနေလာကြည့်နေလာခိုးလိုက်တာအရင်ကတော့ ပြောင်းလဲလား တယောက်ခဲပဲဒီချုံမလိုက်မလား ဟောညီမလေးပဲကြိုက်ချင်လားခုပဲတော့တယ်ရှိတယ် ဘယ်မှတော့ဆရာမရှိပါဘူးဒီတိုင်းကျင်းလို့လာထိုင်တာဒါနဲ့အခုကြည့်ရတာစိတ်အဆင်မပြေတယ်လို့မပြောတယ်လို့ပဲရောဘာတွေဖြစ်နေအောင်မပြောပြလို့ရတာလဲ ဒီပြက်လို့တော့ရပါတယ်ညီမလေးမပြောရရင်တော့ဘယ်မှမလဲအိမ်မှာအခုမှကိုကစိတ်ပူနေတာမချမ်းမကြီးတဖြည်းဖြည်းနဲ့ဆိုးလာတာကွာပြောတော့လည်းမကြည့်ဘူး အကိုရဲ့အမှားပါယောဂဖြစ်ရလဲခုလိုမရတော့ဘူးလား မယောဂစုပ်ဒီဗီယောဂလေခုလိုမရတာရေလို့တော့မဟုတ်ပါဘူးကိုငယ်လေးကလေးကကိုရင်မိဘနှစ်ပါးဆုံးသွားပြီးကြရအခုအမပြင်းပြင်းမနဲ့အခုရှားကြည့်ပြီးတော့တောင်းထားပြီးတာလေအဲ့ဒီစားကောင်းတောက်ကောင်းဆိုခုပဲမြဲကျွေးခုတော့မြဲကြည့်တွေ့ရကွာအမသူ့တွေ့ကြတော့သူဖြစ်မတွေ့ အကိုအားချလိုက်ရနော်အဲ့လိုအမမျိုးရထားတာဒါပေမဲ့အကိုလည်းအမကိုရမ်းချစ်တဲ့ပုံပဲနော်ဒါပေမဲ့ဘာဖြစ်ဖြစ်ပါအကိုအတင်းထားပါနော်အခုအကိုလည်းအလုံးလုံးရပြီဆိုတော့အမယောဂကိုဖူးလို့ရတော့ပါပြီဟုတ်လား
အဲ့လိုဖြစ်ပါစေလို့ပဲမျိုးလေးပါညီမလေးရဲ့ပြီးတော့ညီမလေးခုလိုအခုအားပေးစကားတွေပြောပြတဲ့အတွက်ညီမလေးကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်စရာမလိုပါဘူးအခုကအကူနဲ့ညီမတငယ်ချင်းဖြစ်သွားရင်နော်အခုရင်ဖွင့်စရာရှိရင်ဒီကိုလာခဲ့နော်ညီမလည်းလာခဲ့ပါမယ် အဲ့ဆိုနောက်ဆိုဒီကိုမကြောင်ကြအကူလာခဲ့ပါနော် ညီမရောလည်း အကွာမောအစင်းရသားကောင်နဲ့ကြိုက်နေရလားမသိဘူးအတူချစ်တယ်လို့ပြောအောင်မသူကဆောက်ဖက်တာမလို့အစင်းရသားကောင်နဲ့ကြောင်းကပြုံးပြောနေလို့ဟာစိတ်ပြဖို့ကောင်းလိုက်ရကွာငါထုံးတော့ပြောမှဖြစ်တော့